customer တယောက်ချင်းစီရဲ့အယောင်းစရင်ရရန်ကြံတဲ့ customer ledger အသေးစိတ်တွေကိုကြည့်လို့ရတဲ့ report တွေပါဝင်ပါတယ်မင်္ဂလာပါရှင်ကျမကတော့ဒီအောင်ပါလက်ရှိ ID Star ဆိုတဲ့ကုမ္ပဏီမှာဆိုရဲ consultant အနေနဲ့တာဝန်ယူထားတာပဲဖြစ်ပါတယ်အခုပြောပြပေးချင်တာကတော့ cosmetic ဆိုင်တွေမှာကြုံတွေ့ရတတ်တဲ့အခက်အခဲ၃ချက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးချက်အနေနဲ့ cosmetic ပစ္စည်းဆိုင်တွေမှာ brand မျိုးစုံ product မျိုးစားမျိုးစုံရှိတာကြောင့် stock လက်ကျန်တွေကိုစစ်ဆေးတဲ့အခါအမျိုးအစားလိုက်တိတိကျကျမသိရတာမျိုးတွေဖြစ်တတ်ပါတယ်ဥပမာအားဖြင့် skin care, makeup, hair care စတဲ့ product အုပ်စုတွေကိုတည်တံ့ခွဲစိတ်ခြင်းတဲ့အခါစနစ်တကျသတ်မှတ်ထားမျိုးမရှိရင်အချိန်ကုန်ပြီးတော့အမှားယွင်းတွေလည်းဖြစ်ပေါ်နိုင်ပါတယ်ဒါကြောင့်ကုန်ပစ္စည်းတွေရဲ့အုပ်စုပဲနဲ့အမျိုးအစားတွေအလိုက်စနစ်တကျသတ်မှတ်ထားနိုင်ဖို့ကအရေးကြီးပါတယ် TBS Enterprise ဆိုရဲမှာဆိုရင်တော့ကုန်ပစ္စည်းတွေရဲ့အုပ်စုပဲနဲ့အမျိုးအစားတွေကိုလုပ်ငန်းလိုအပ်ချက်အလိုက်စိတ်ကြိုက်သတ်မှတ်နိုင်တာကြောင့်ကုန်ပစ္စည်းလက်ကျန်တွေကိုတိတိကျကျစစ်ဆေးနိုင်ပြီးတော့စီမံခန့်ခွဲမှုတွေကိုလည်းပုံမှန်လွယ်ကူမြန်ဆန်စေမှာပဲဖြစ်ပါတယ်ဒုတိယချက်အနေနဲ့ကတော့ cosmetic ပစ္စည်းဆိုင်တွေမှာဆိုင်မှာရောင်းတဲ့အယောင်စင်းနဲ့ online မှာရောင်းတဲ့အယောင်စင်းတွေရဲ့ပေးရန်ကြံရရန်ကြံတွေကိုတိတိကျကျမသိနိုင်တာပဲဖြစ်ပါတယ်။ TBS Enterprise ဆိုရဲမှာဆိုရင်တော့ဆိုင်မှာလာဝယ်တဲ့ customer နဲ့ online ကနေမှာတဲ့ customer တယောက်ချင်းစီရဲ့အယောင်စင်းရရန်ကြံတဲ့ customer ledger အသေးစိတ်တွေကိုကြည့်လို့ရတဲ့ report တွေပါဝင်ပါတယ်။ဒါအပြင် online ဒါမှမဟုတ် tele sale ကနေဝယ်တဲ့ customer တွေအတွက် delivery ပို့ပေးရမယ်အသေးစိတ်ချက်လက်တွေကို TBS Enterprise ဆိုရဲမှာသတ်မှတ်လို့ရတာကြောင့်လုပ်ငန်းနဲ့ delivery ကုမ္ပဏီကြားပေးရန်ရရန်တွေကိုတိတိကျကျသိရှိနိုင်မှာပဲဖြစ်ပါတယ်။နောက်ဆုံးချက်အနေနဲ့လုပ်ငန်းမှာ point system အသုံးပြုရဆိုရင် customer တယောက်ချင်းစီရဲ့ point လက်ကျန် point အသုံးပြုမှုတွေကို manual ထိန်းသိမ်းရတာအချိန်ကုန်ပြီးတော့အမှားယွင်းတွေလည်းဖြစ်စေနိုင်ပါတယ်။ဒီချက်တွေကိုပြည်လည်စေဖို့အတွက် EBS Enterprise ဆိုရဲမှာပါဝင်တဲ့ point system ကိုအသုံးပြုပြီးတော့ customer တွေဝယ်ယူထားတဲ့အမောင့်ပေါ်မူတည်ပြီး point တွေကိုအလိုအလျောက်စုဆောင်းပေးနိုင်ပါတယ်။စုဆောင်းထားတဲ့ point တွေကိုလည်း discount ပြန်လဲပေးတာလက်ဆောင်ပစ္စည်းတွေထုတ်ယူခွင့်ပေးတာစတဲ့ promotion plan တွေကိုလည်းအလွယ်တကူစီမံခန့်ခွဲနိုင်ပါတယ်။ဒါကြောင့် customer တွေကဆိုင်ကိုမကြာခဏပြန်လာဝယ်ယူဖို့စိတ်အားထက်သန်လာသလို customer တွေရဲ့ယုံကြည်မှုပုံမတိုးတက်လာပြီးတော့အယောင်ပမာဏကိုလည်းတိုးမြင့်နိုင်မှာပဲဖြစ်ပါတယ်။ဒီချက်တွေကိုကြည့်ပြီးတော့လူချင်းမင်းတို့လုပ်ငန်းမှာရှိတဲ့အခက်အခဲတွေကိုမြင်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်။ကျမတို့ ID Star ရဲ့ EBS Enterprise Software ကိုစိတ်ဝင်စားရဆိုရင်တော့ software demo အခမဲ့ပြပေးနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။